ဒီကတော့သူများတွေပြောတယ်ပဇွန်လုံးကအုတ်ခွန်တွေကခွာပြစ်ကြတာနော်ဝူတ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 ူကလုတ်ဘယ်လဲကောင်းတော့ကောင်းနေပြန်မင်းသမန်းတော့သလားဘောလဲကိုတာမဟုတ်ဘူးပြီးနေရလဲမဟုတ်ဘူးရှက်လဲမဟုတ်ဘူးဆိုတော့ तू ကလက်ကတည်သွားတာဟုတ်အဲအကြောင်းအောက်ကဓားသွားတစ်ဖက်ထဲသွားလေနော်ဟိုလေတွေထဲမှာတောင်းမန်းလေးပြတ်တော့ဆိုရင်တော့တော်တော်စိတ်ဆင်းရဲဘဝတီးကပွားပြီသလားနေရဘူးရေရဘူးအဲ့ဒုက္ခတွေ6နှစ်9နှစ်လောက်ခံစားခဲ့ဘူး10နှစ်လောက်ရှိရဲ့ရှောက်မောင်းတာအဲ့တော့ကျလည်းတောင်းမန်းဆရာကြီးပဲနော်ခုကျမှစက်ထေကြီးပြီပေါ်လို့မားတော့ तू ကသူ့ရဲ့ဂီယာအောင်ကတို့အဲ့ဒေါင်းမန်းဟိုကကလတ်အောင်နဲ့အတူတူပါပဲကလတ်ကနေအောက်ဓာလိုက်သွားတာလေအဲ့လိုကွာဟိုကတော့ဂီယာ၄ချက်ဆိုတော့ဘောတိုင်းနော်အဲ့လေသုံးဘူးအဲ့ဒါကြငါလည်းရတယ် तू ကဆင်ပြီးရဒီကောင်ကကြာပူရိုးရှင်းတယ်နော်ဟမ်ဘာမှမပါဘူးကွာပဲ၃ချက်တည်း၃ချက်တည်းဟိုကလတ်လေးနဲ့ပိန်းနေသည့်ဟဲ့ညနေကြမှာချအောင်ဒီချမ်းချအောင်ပါပစ္စည်းလေးစိုးပြားရိုက်ကဟိုးမြင်နေတဲ့တောင်ပြပြကြီးရတော့အဲ့ဒါဝစ်ကျွေးတော်ပြီဖရားတဲ့ထူးမအကူပေါ့ဗျာနော်ထူးမတောင်တော်တိတ်မဝေးပါဘူးဖုံးနဲ့သွားရင်ခဏလေးရောက်တယ်ဒီမှာချက်ချင်းကိုစီရောက်ဝေးကျင်လဲလွယ်လွယ်လေးရဝေးသွားပြီဗျာနော်အေးဗျဒါကတော့ခင်ဗျားတို့ကျွန်တော်ပြောတဲ့နတ်ဩဇာလဲခေါ်တယ်တရားဩဇာလဲခေါ်တယ်ဗျာနော်ဒူရင်ဩဇာတဲ့အစိုက်တယ်ဗျကျွန်တော်ကဒူရင်ဩဇာရောနတ်ဩဇာရောတရားဩဇာရောရိုးရိုးဩဇာညီရောစိန်ရောရှည်ရနော်မပင်းကြီးမှာရှည်ဖြစ်တယ်ဟာဟိုကလည်းစော်လိုက်လားဟာဟမ်တွေ့လိုက်လားဒီဘက်နာတော့ပင်ကြီးကအုပ်သွားပြီဆိုတော့မြင်းရနေကြည့်မှမြင်ရတော့တော်ရမှနေပြီးတော့ပြရတယ်တစ်သီးတွေလည်းတိတ်မယောင်းစားရနေတယ်ဘာစီးဝါးတွေလှုပ်လဲဟာအဲ့ဒါတွေတော့ဖြီရခတ်တာပဲဘာလို့ခတ်တာကိုကမကောင်းတာလှုပ်နေလို့မဟုတ်ဘူးလိုင်းပေါ်မှာဟာဟိုကရောင်းမဲ့ဓာဝဲမဲ့ဓာတွေစင်ပြေဆိုပြီးတင်းနေရမှာလားလို့နော်သိကျင်ရင်ဗျာမန္တလေးအဲ့အောင်မလဲဘိုးဘိုးကြီးမေးကြည့်နောက်ကျမန္တလေးတောင်ဘိုးဘိုးကြီးမေးကြည့်ရေတံခွန်တောင်ဘိုးဘိုးကြီးနဲ့တခင်မာလေးလည်းမေးကြည့်လိုက်သူတို့၄ဦးမေးလို့မှမသိသေးဘူးဆိုရင်တော့ကိုမျိုးရှင်ဖေးကြီးပါသွားမေးဗျာဘာကြီးမို့ဘာစီးပွားတွေလှုပ်တုံသိကျင်နော်အဲ့ဆိုတော့သိရမှာပဲဗျဟမ်မင်းကိုချိုးတယ်ပြီးတော့ဟိုဟာလေးနဲ့ကွာပဲလေးနဲ့ကြော်လိုက်မယ်နော်ဒီလိုမြမျိုးကတိတ်နှုတ်တာဟာ